ဖေရိုကျွန်းစုဆိုတာကျွန်းပေါင်း18ကျွန်းနဲ့ဖွဲ့စည်းထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အခုနောက်ပိုင်းဥရောပဘောလုံးပြိုင်ပွဲတွေမှာခြေစွမ်းပြလာတဲ့အတွက်ကြောင့်မလို့လူသိများလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့သူ့ကိုနိုင်ငံလို့ထင်မှတ်မှားတတ်ကြပါတယ်။ဒိန်းမတ်နိုင်ငံရဲ့လက်အောက်မှာရှိတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီးတော့လူဦးရေ9000ခွဲပဲရှိပါတယ်။လူအရန်နေတဲ့အတွက်ကြောင့်မလို့ဒီကျွန်းမှာရှိတဲ့သိုးရေအတွက်ကလူထက်တောင်ပိုများပါတယ်။ကိုပိုင်ဖေရိုဘာသာစကားရှိပြီးတော့ဒိန်းမတ်ဘာသာနဲ့အင်္ဂလိပ်ဘာသာစကားကိုလည်းပြောနိုင်ကြပါတယ်။အဓိကစီးပွားရေးကတော့ငါးဖမ်းလုပ်ငန်းဖြစ်ပါတယ်။သူပိုင်ဆိုင်တဲ့ကျွန်း18ကျွန်းလုံးကတစ်ပင်တွေမရှိပဲဒီလိုမျိုးတောင်ကတုံးတွေပဲဖြစ်ကြပါတယ်။ကြောက်တောင်တွေများပြီးတော့လေရန်တိုက်တဲ့အတွက်ကြောင့်မလို့အပင်တွေရှင်သန်မှုအတွက်ခက်ခဲတယ်လို့သိရပါတယ်။19ရာစုကနေစပြီးတော့လူတွေစ조사ပြီးတော့စိုက်ခဲ့တဲ့တစ်တောလို့မမြည်တဲ့ဒီလိုတောအုပ်လေးတစ်ခုတော့ရှိပါတယ်။တောမရှိပေမဲ့လည်းမိုးအရန်ရွာတဲ့ဒေသဖြစ်ပြီးတော့ရာသီဥတုကအေးပါတယ်။တောင်တန်းကြိုင်ဝမ်ကမ်းခြေကြောက်တောင်တွေကတော်တော်လေးကိုလှပပြီးတော့ကဘာလက်ခီးသွားတွေအရန်ကြိုက်နေတတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပေမဲ့ပင်လယ်ချပြီးတော့ဝေးတဲ့နေရာမှာတည်ရှိနေတာပါ။ဒါကြောင့်မို့ခုနောက်ပိုင်းမှာခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်မှုအတွက်စ조사နေတာဖြစ်ပါတယ်။2025အစပြုပြီးတော့2026အတွင်းမှာလည်းဒိန်းမတ်နိုင်ငံအတွက်အကျက်တဲတွေဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ Greenland ကို American ကပိုင်သိမ်းရှင်နေပြီးတော့ဒီလိုလှပတဲ့ဖေရိုကျွန်းစုကလည်းနိုင်ငံသစ်ထူထောင်ချင်နေတာဖြစ်ပါတယ်။ဒီမြေပုံကြည့်ရင်တော့တော်တော်လေးရှင်းသွားမှာပါ။အပြောင်ပြထားတဲ့နေရာတွေကဒိန်းမတ်နိုင်ငံပိုင်နေမြေတွေဖြစ်ပါတယ်။အဲဒီထဲမှာ Greenland, Faroe, ဒိန်းမတ်ပင်မဆိုပြီးတော့3ခုရှိပါတယ်။ Faroe ကျွန်းစုသာနိုင်ငံခွဲထွက်သွားနိုင်ခဲ့လို့ရှိရင် Greenland ကပင်မဒိန်းမတ်နဲ့ဝေးတဲ့အတွက်ကြောင့်မလို့ automatic အုပ်ချုပ်မှုအောက်ကလွတ်မြောက်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်လူဦးရေ9000ကျော်တာရှိတဲ့ Faroe ကျွန်းစုကဘာဖြစ်လို့နိုင်ငံခွဲထွက်ရှင်နေလဲနောက်ကွယ်မှာဘယ်သူလက်မေးရှိသလဲဆိုတာကိုမှန်းဆကြည့်လို့ရနိုင်ပါတယ်။ဒီကျွန်းစုကလက်ရှိချိန်ထိတော့အရန်ကိုအေးချမ်းသာရပြီးတော့လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာလေးကအမြဲတမ်းသာလှပပြီးတော့အနာဂတ်မှာစစ်ပွဲတွေမဖြစ်ဖို့လည်းမျှော်လင့်ပါတယ်။ခရီးသွားတာကိုကြိုက်တယ်မြန်မာနိုင်ငံသားတွေအနေနဲ့တနေ့နေ့မှာအခွင့်အရေးရှိခဲ့ရင်ဒီနေရာကိုသွားပြီးတော့အပန်းဖြေဖို့အတွက်အကြံပေးရင်းဒီကုန်းချုပ်လိုက်ပါတယ်ဗျ။